ဒီဇလန်လေးတွေကအမျိုးသားမှာကိုပိုင်မျက်နှာဆိုတာမရှိပါဘူးမနက်အိယာနိုးတာနဲ့သူကနေရန်ဘက်ကိုသွားပြီးဒီနေ့တော့နေကောင်းရက်တာလေးဖြစ်မှာပါဆိုတဲ့မျောလင်းချက်နဲ့ပြုံးရွှင်နေတဲ့မျက်နှာဖုံးတစ်ခုကိုရွေးချယ်တက်ဆင်လိုက်ပါတယ်အဲ့ဒီနောက်ရေဝဲဖို့ဆိုင်တစ်ဆိုင်ကိုသွားခဲ့ပေမဲ့ဆိုင်ရှင်ကသူ့ကိုရိုင်းရိုင်းဆိုင်ဆက်ဆံခဲ့ပါတယ်ဒါပေမဲ့သူကဆိုင်ရှင်ကိုဂယုမဆိုင်ပဲအလုပ်ကိုပဲဆက်သွားခဲ့ပါတယ်လမ်းမှာလူတစ်ယောက်ကသူ့ကိုဝင်တိုက်မိသွားပါသေးတယ်ဒါတောင်မှသူကပြုံးနေတဲ့မျက်နှာလေးကိုဆက်ပြီးထိန်းထားနိုင်ခဲ့တော့မှာပဲဒါပေမဲ့လမ်းပေါ်ကလူတွေကသူ့ကိုအထင်သေးတဲ့အကြည့်တွေနဲ့ကြည်လာကြတဲ့အခါမှာတော့သူ့ရဲ့အပြုံးတွေဟာစတင်ပြောက်ကွယ်သွားခဲ့ရပါတယ်ကားမှတ်တိုင်မှာဘတ်စကားပေါ်တက်ဖို့ကြိုးစားတော့လဲလူတွေကသူ့ကိုအတင်းတွန်းတိုက်ပြီးတက်ကြပါတယ်ကားပေါ်ရောက်တော့လဲအားလုံးကသူ့ကိုစိုက်ကြည့်နေကြပြန်ရောအဲ့ဒီအချိန်မှာအမျိုးသမီးတစ်ယောက်ကသူ့ကိုကြည့်ပြီးပြုံးပြလိုက်တဲ့အတွက်သူလည်းပြန်ပြုံးပြလိုက်ပါတယ်ဒါပေမဲ့ကားပေါ်ကတခြားလူတွေကသူ့ကိုဒေါသတကြီးနဲ့စိုက်ကြည့်လာတဲ့အခါမှာတော့သူ့ရဲ့အပြုံးတွေဟာလုံးဝကိုမှိမ့်မိန်သွားခဲ့ရပါတော့တယ်ရုံရောက်တော့လဲနောက်ကျလို့ဆိုပြီး boss ကသူ့ကိုစူပူချင်းမောင်းပါသေးတယ်သူလည်းအလုပ်ဆက်လုပ်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲလှုပ်ဖို့ကိုင်းဘက်တစ်ယောက်ကသူ့ကိုဘောပင်နဲ့ဒေါသကြီးပြစ်ပေါက်လိုက်ပြီးဘာတောင်းပန်မှုမှလည်းမလုပ်ခဲ့ပါဘူးဒီလိုမျိုးအရာရာတိုင်းကဖိနှိပ်လာတဲ့အခါမှာတော့သူဟာဘာမှမတတ်နိုင်တယ်လို့ခံစားလိုက်ရပြီးသူ့ရဲ့မျက်နှာဟာလုံးဝကိုဝမ်းနဲ့ဒေါသထွက်နေတဲ့ပုံစံမျိုးပြောင်းလဲသွားခဲ့ပါတယ်အဲ့ဒီနောက်သူလဲရုံးကနေဒေါသတာကြီးနဲ့ထွက်လာခဲ့ပါတော့တယ်အိမ်ပြန်ရလမ်းမှာနောက်ထပ်လူတစ်ယောက်ကသူ့ကိုဝင်တိုက်မိပြီးပြုံးပြခဲ့ပေမဲ့သူ့ရဲ့မျက်နှာကတော့ဒေါသထွက်နေစေပါပဲအိမ်ရောက်တဲ့အခါမှာတော့သူကအဲ့ဒီဒေါသထွက်နေတဲ့မျက်နှာဖုံးကိုချွတ်ပြီးနေရံမှာပြန်ချိတ်လိုက်ပါတယ်ဒါပေမဲ့ဆိုးရွားလုံးတဲ့လောကကြီးရဲ့ဒဏ်တွေကြောင့်အခုဆိုရင်သူ့စီမှာပျော်ရွှင်နေတဲ့မျက်နှာဖုံးဆိုလို့နောက်ထပ်တစ်ခုလဲသာကျန်ပါတော့တယ်